အခုဘာချုပ်ကြီးကောင်းတယ်ဆိုတာကအဲ့ဒါတွေဘမောချုပ်ဆရာကြီးတရားတွေကလေဒီပါဠိထက်ကရာက तू ပြောတော်တာထက်ကရာဟာတွေကိုပြောတာအဲ့ဒါတွေကြည့်ပြီးတော့ပြောလို့ तू ကကောင်းတာဗျာအပြင်စကား तू ကနဲတယ်ထက်ကရာဟာတွေကို तू ကယူပြီးတော့ထက်ကရာနဲ့တီကဒါတွေကိုကြည့်ခေါ်သွားတာဒီလိုခင်ဗျားတို့တော်တော်များများဓမ္မဂရိကတွေကဒီပါဠိတော်တော်လေးစာပေလေးအစွန်းလေးတစ်ခုလောက်လေးကြည့်ပြီးတော့တယ်အဘော်အရင်တန်တန်နဲ့ပြောကြတာများတယ်ဘာချုပ်ကြီးကျတော့ဒီစားရဲ့အစိုးဆက်ကိုသွားပြီးတော့အရင်းမြစ်ကိုသွားပြီးတော့မှလိုက်ပြီးတော့ तू ကနေရှင်းပြတာ तू ကအဲ့တော့ဘာဖြစ်လို့မေးလဲတော့ရှင်ဖျားတို့သိတဲ့ပညာတပြည့်တို့သိတဲ့ပညာနဲ့ပါချုပ်ကြီးသိတဲ့ပညာနဲ့တူစေလားပကာရေနဇာနာတိတိပညာပကာရေနသေးစိတ်ပြီးတော့မှဇာနာတိသိတတ်တယ်ဣတိတသမထို့ကြောင့်ပညာဆိုတာပတော့နဲ့ညာနဲ့ပဲပေါင်းတာလေပကပကာရေနညာသိတာအသေးစိတ်သိတာကိုဘာလို့ပညာဟုတ်လားအဲ့တော့ပညာရတဲ့ခုကိုသူတို့အသေးစိတ်သိအောင်လုပ်ရမှာစိုးစိုးကပြောတဲ့ဟာအဲ့ဒါကိုပြောတာသူတို့ဒီကံကြောင့်မှာတော့အဲ့ပညာရဲ့အဖွင့်မှာရွှေလေးတစ်ခုကလေးလေးကိုပြကြည့်တယ်ကလေးလေးဒါဘာခေါ်လို့မင်းကလေးကဒါရွှေခေါ်တယ်လို့ပြောဘာဖြစ်လို့ကလေးကရွှေလို့ပြောဆိုတော့ဝါမို့ရွှေလို့သတ်မှတ်ထားတာအဲ့ဒီရွှေကိုကလေးရဲ့မိဘကိုပြတယ်ဒါဘာခေါ်တော့ဒါရွှေရွှေဒါတစ်ချက်သားလောက်ရှိတယ်တစ်ချက်သားဘယ်သေးပေါက်တယ်ကလေးတိတာတဲ့ဘယ်သူကပို့သွားသူတို့မိဘလူကြီးတဲ့ပို့တယ်အဲ့ဒီရွှေကိုပဲဗဒိန်းစရာကိုထပ်ပြီးတော့ပြကြည့်လိုက်ဒါရွှေဟုတ်ရဲ့လားဟုတ်တယ်ဒီထဲမှာဘာကဘယ်လောက်သားရောနေတယ်ရွှေစစ်တစ်ကဘယ်လောက်ပဲရှိတယ်ခွဲထုတ်လိုက်တဲ့အခါရွှေကဘယ်လောက်သားကြီးကဘယ်လောက်သားသူကကြပိုသိတယ်အဲ့တော့ရွှေလေးတစ်ခုတည်းတင်ကိုကလေးသိရဲ့လူကြီးသိရဲ့ဗဒိန်းစရာသိရဲ့အသိဘယ်နှမျိုးကွဲသွားဘယ်သူကပိုသိဆုံးဖြစ်သွားရွှေစင်လက်တိန်တစ်ကြက်ချိန်ကိုဗဒိန်းအသိလူကြီးသိနဲ့သိကလေးခွဲခြားပေးသူမှန်ရေးသုံးဝကွဲပြားကြလိမ့်ဟုတ်လားကလေးကလည်းကလေးအမှန်နဲ့တော့မမှန်ဘူးလားမှန်တယ်ကလေးမှန်တာတဲ့လူကြီးကဘာဖြစ်လို့ပုံမှန်တယ်အဲ့ဒီလူကြီးမှန်တယ်ဆိုတာတဲ့ဗဒိန်းစရာကပုံမှန်တယ်ခုဒီတော့ဗမောဟချုပ်ဆရာတော်ကြီးနာမည်ကြီးတယ်တရားဟောကောင်းတယ်လို့ချီးမွမ်းခံရတာကစာတပုတ်သိတဲ့ခါစာတပုတ်သိတာကရှင်ဖျားတို့သိတာတဲ့တပည့်တို့သိတာထက်တင်သူကဘာဖြစ်လို့ဗဒိန်းစရာသိတယ်လို့မျိုးသိနေတာစာကအဲ့ဒါကြောင့်ဦးဇင်းကောင်းတာဒီဗမောဟချုပ်ဆရာတော်ကြီးစီမှာစာတက်ဖူးတယ်2003 2004ပညာသင်နှစ်ကပြောဒီလူစရောက်ခါလာနှစ်ပေါ့အဲ့ဒီမှာစာတက်တော့ဆရာတော်ကြီးကဘိဓမ္မာပို့ချနိုင်ငံသားတွေရောသိကောင်းတာအံ့ဩစရာမမရဲ့အမေရိကန်ကတက္ကသိုလ်တစ်ခုကဘိဓမ္မာလာသင်ကြတာဆရာနဲ့ကျောင်းသူကျောင်းသား30ကျော်40လောက်အဲ့ဒါ15ရက်တလသင်တယ်သူတို့လာကြတာဘာကြောင့်ဆရာတော်ကြီးကဗိဓမ္မာပို့ချတာအခုလိုပဲဘာကြောင့်ဆရာတော်ကြီးကဗိဓမ္မာပို့ချတာဗိဓမ္မာတစ်ခုတည်းကြီးလဲကြခတ်နေပြင်းမှာဆိုလို့ဆရာတော်ကသုတ်တန်တို့ဝီနီးတို့ဒါတွေပါတခါသင်ခိုင်းတာတခြားဘုန်းကြီးတွေကိုသုတ်တန်တို့ဝီနီးတို့အနေနဲ့အမေရိကန်တွေကစိတ်ဝင်စားဗိဓမ္မာကိုစိတ်ဝင်စားဘာကြောင့်ဆရာတော်ကြီးကဗိဓမ္မာသင်ပြီးရင်သူကတဏှာကြီးပြည့်ပြီဆိုany question ပေါ့ question time ပေးတယ်မေးချင်တာရှိမေးဆိုဒီလိုမေးအမရရအဲ့ဒီမှာအယုတ်ဆရာတော်ကြီးဖြေသွားတာလေပြီးတော့သဘောကျတာအဘိဓမ္မာမှာအာစိဏကံနဲ့အာတဏကံခန်းလေးသင်တော့ရှင်ပြတို့လည်းသိပြီးသားအာစိဏကံဆိုတာအမြဲတမ်းပြုတဲ့ကံနော်အာတဏကံဆိုတာသေကံဒီမှာကပ်ပြီးတော့ပြုတဲ့ကံဟုတ်တယ်မလားနောင်ဘဝကိုကြိုးပေးတဲ့ခါကျတော့ဘယ်ကံကအရင်ကြိုးပေးအာတဏကံကရင်ကြိုးပေးတာအဲ့ဒါနိုင်ငံသားကသိပြီးတော့သုံးကြဆရာတော်ဘယ်လိုလဲအမြဲတမ်းပြုနေတဲ့ကံကနောက်ရောက်သွားပြီးတော့ခဏလေးကပ်ပြုတဲ့တန်ကရှေ့ရောက်တာဘယ်လိုဖြစ်တာလဲအဲ့လိုပြောတော့ဒါဆိုတော့တိကကြောင့်မှပါပြီးသားကတော့နှချမ်းနီးနှအိုကြီးဥပမာပေးတယ်နော်ညနေဆောင်လို့နွားတွေခြံနဲ့ပြန်သွင်းလိုက်တဲ့အခါငယ်ရတော့နွားတွေကရှေ့ကနေတိုးဝင်ပြီးနှချမ်းနဲ့ဝင်သွားအိုးနေတဲ့နွားကြီးကဖြည်းဖြည်းလေးဝင်ရတော့နှချမ်းပေါက်သွားမှလည်းအိတ်လိုက်ရတာမလားနောက်နေ့မိုးလင်းလို့ပြန်ထွက်တဲ့ခါကျတော့ဘယ်နွားကရင်ထွက်နွားအိုရဲ့ရင်ထွက်တာအတဏကံကအဲ့နွားအိုကြီးခြံနဲ့ဝင်တယ်လို့ပဲနွားအိုကြီးခြံနဲ့ကပြန်ထွက်ရတယ်လို့ပဲအဲ့ဒါကသူတို့စာကပြောတာတပည့်တော့အဲ့ဒါပြောလိမ့်မယ်လို့ထင်ထားတာကျတော့အဲ့ဒါမပြောဘူးဗျဘာပြောတော့ဆိုတော့သူကအေးတဲ့မင်းတို့တဲ့ဘဏ်ထဲမှာအကောင့်ဖွင့်ပြီးတော့
ပတ်စံထဲတာရှိလာတယ်ဝေရစုတာရှိလာတယ်ရှိတယ်ဖေရတယ်အဲ့နဲ့ပတ်စံရှိတယ်အခုလို့သွားတဲ့လာတဲ့ခါကျတော့ဘန်ထဲကပတ်စံသုံးသလားတဲ့မင်းတို့ဒီထဲမှာပါလာတဲ့ပတ်စံကိုသုံးသလားပေါက်ကမန်နီပေါ့အာစီတော့သွားတဲ့လာတဲ့ခါဒီပေါက်ကမန်နီလေးရင်သုံးတယ်ပေါ့အဟိုကမင်းမြဲတမ်းစုထားတာကြီးဟိုကအရင်သုံးတင်တယ်ပေါ့ဘာဖြစ်လို့မင်းဒီမှာသုံးတယ်လဲဟာနိုင်ငံသားဦးတယ်အတန်တကန်ဆိုတာကပေါက်ကမန်နီလိုပဲတဲ့ဟုတ်လားအစိန်တကန်ဆိုတာဘန်ထဲမှာစုထားတဲ့ငွေလိုပဲတဲ့ဟာအဲ့ကြတဲ့ဦးစင်းတအားသဘောကျတာပြောတာနော်အဲ့တော့ရှင်ဘုရားတို့တရားဟောတဲ့ခါမှာစာလာပေလာဥပမာအပြင်ဒါတပည့်တော်သိတာပြောတာဘာလို့ဆရာတော်ကြီးကဒါသူ့ရဲ့ကိုယ်ပိုင်အတွေးလားဒါမှမဟုတ်တခြားစာအုပ်ကသူဖတ်ဖူးထားတာလားတပည့်တော်ပြောချင်တာကတော့နိုင်ငံသားနဲ့ဟတ်တော့ဆရာတော်ကြီးပြောတတ်တာကိုပြောတာပါဟုတ်ပြီနော်အေးအဲ့တော့တရားဟောတဲ့ခါမှာအဲ့ဒါမျိုးတွေလည်းပဲလိုအပ်တယ်ဆိုတဲ့အကြောင်းပြောတာပါကြောကြီးနာမည်ကြီးတာအဲ့ဒါကြောင့်ပြီးတော့ဒီလိုဆရာတော်ကြီးကသူ့ရဲ့တရားဝဲတွေအဲ့တော့ခေါ်တော့ညစဉ်လှည့်လိုက်ရတဲ့အခါမှာဘာလို့ဆရာတော်ကြီးစာဝါတွေပြည့်တယ်တက္ကသိုလ်စီးမြင့်ညာက25ရာခိုင်နှုန်းကျောင်းတက်ရဲ့ပြည့်စောင်းပွဲဖြစ်ဟာတပည့်တော်85ရာခိုင်နှုန်းပြည့်တယ်25ရာခိုင်နှုန်းပဲတက်တာဘာလို့ဆရာတော်ကြီးနဲ့တွေ့တယ်ကဘယ်နဲ့စီကဘယ်သွားပြတရားဝဲသွားတယ်ဖေဟာကိုယ်ပိုင်တရားဝဲနဲ့ဆရာတော်တရားဝဲနဲ့အဲ့လိုမျိုးတွေပြောတရားဝဲသွားတယ်ဖေဟာလို့ပြောတော့တရားမဟောပါနဲ့ဆရာတော်ကြီးကဒီလိုပြောတယ်တရားကိုမဟောလဲသူများဟောမှာပါစကောလာဖြစ်အောင်လုပ်တမ်းပါဆရာတော်ကြီးအဲ့လိုပြောတာတရားကိုမဟောလဲသူများဟောမှာလေစကောလာဖြစ်အောင်လုပ်တပည့်တော်ပိဋကတ်တွေကောင်းတယ်ဗုဒ္ဓစာပေတွေကောင်းတယ်ကောင်းတော်လည်းပဲကိုယ်သာကောင်းနေတာကဘာကိုကောင်းပါတယ်ဆိုတာချပြနိုင်တဲ့ဘုန်းကြီးတို့စီမှာနေနေတာအရှင်မြတ်အဲ့ဒါတောင်းလို့တမ်းပါဒီလိုပြောတာဗျာ